အားလုံးပဲမင်္ဂလာပါမဝေ YouTube channel လေးရပြီးပြန်လဲကြိုဆိုလိုက်ပါတယ်မဝေ YouTube channel လေးကိုမြင်ကြည့်ရှုအားပေးနေတဲ့ညီကိုနှမတွေစိတ်ချမ်းသာခြင်းကိုကျမခြင်းနဲ့ပြည့်စုံပါစေလို့မဝေဘက်ကဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ရှင်ကဲမဝေမိသားစုတွေမဝေရဒါအကောက်တစ်ကလေးရဗီဒီယိုဖိုင်လေးရိုက်ပြီးတော့တင်ပါနော်အကောက်အဟောင်းတွေရတော့ဘန်းသွားပြန်ရတာမှာမဝေအကောက်အဟောင်းဆိုလို့ရှိရင်ပြန်ရတာမှာမဝေဆိုလို့ရှိရင်တပတ်တောင်မပြည့်သေးဘူးပြန်ပြီးတော့အဘန်းခံရတယ်နော်အဲအကြောင်းမလို့အကောက်တစ်ကတွေပြီးတော့ပြန်ပြီးတင်ပေးတာမဝေတင်ပေးတယ်ဒီကနန်းလေးတွေနော်ဒီကနန်းလေးတွေပတ်သီးလေးတွေမိန်ကွက်ကလေးတွေအခွေလေးတွေစီနော်မဝေညီကုံဓမ္မတွေနေကုံစားလေးဖြစ်တဲ့နေကုံကစားမှာမနက်မထီရင်ညထိမဲ့နေကုံကစားမှာမဝေနော်ကနန်းဒီမနက်ပိုင်း7နာရီတမိနစ်စီလေးမှတင်ထွက်သွားခဲ့တယ်ဆိုလို့ရှိရင်မဝေနေကင်း12ခွက်လဲဗီဒီယိုဖိုင်လေးကိုထပ်ရိုက်ပြီးတင်ပေးမယ်နော်ဒါပေမဲ့မဝေပေးလိုက်တဲ့ကနန်းဒီနေကုံကစားမှာဖြစ်တယ်နော်မဝေမိသားစုတွေနေကုံလေးကစားပါနော်မဝေမိသားစုတွေကိုမဝေဘက်ကစေတနာထားပြီးလာပြီးမျှဝေပေးထားတာအကြိုက်ချင်းတူပါတယ်ဆိုတဲ့မိသားစုတွေကစားမယ်အကြိုက်ချင်းတူမှာကစားအကြိုက်ချင်းမတူရင်မကစားနဲ့ဘဒုဟိုမှာအတင်းမတိုက်တွန်းထားဘူးကြိုက်နှစ်သက်မှုရှိတယ်ဆိုရင်ကစားမကြိုက်နှစ်သက်ရင်မကစားနဲ့မဝေမိသားစုတွေပေါ်ကိုစေတနာထားပြီးလာပြီးမျှဝေပေးတယ်ဆိုတော့မဝေမိသားစုတွေအတီဆုံးနော်အတီဆုံးနော်အကောက်အသစ်နဲ့တော့မဝေမရအောင်လာပြီးတော့တင်ပြီးတယ်နော်မဝေမိသားစုတွေမဝေအကောက်အသစ်ကလေးကိုတွေ့ပြီးဆိုတော့လိုက်ရစခါပါလေးတွေနှိပ်မယ် share လို့ရမယ့်နေရာလေးတွေမှာ share ပေးမယ်မျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေပေးမယ်မဝေဒီပုံမှန် live show လေးတွေလွှင့်ပြီးတော့ဗီဒီယိုဖိုင်လေးတွေရိုက်ပြီးတော့တင်ပေးမယ်နော်ပုံမှန်ဗီဒီယိုဖိုင်လေးရိုက်ပြီးတော့တင်ပေးမယ်မဝေရဲ့အကောက်ကလေးကိုတွေ့ပြီးဆိုတာနဲ့လူသစ်တွေရောလူဟောင်းတွေရောလိုက်ရစခါပါလေးတွေနှိပ်ပေးမယ်အကောက်အဟောင်းလေးတွေကတော့ပြန်လွှင့်လို့အဆင်မပြေတော့ပြန်ဘူးနော်ဘန်ထားတဲ့အဲ့အကြောင်းအကောက်သစ်နဲ့ပဲလွှင့်ပြီးတင်ပေးရမှာဆိုတော့မဝေမိသားစုတွေအကောက်တစ်ကလေးကိုတွေ့ပြီးဆိုတာနဲ့လိုက်ရစခါပါလေးတွေနှိပ်ပေးထားပါနော်ရှေ့မှုရှေ့အားလေးတွေကူညီထားပါနော်တယောက်တစ်ချက်စီဝိုင်းဝန်းကူညီပေးနော်မဝေမိသားစုတွေအဖွဲ့ဝင်တဲ့မိသားစုတွေလည်းမဝေရှိမှတက်နိုင်ဆုံးအကောင်းဆုံးလေးတွေပတ်တိုင်းမှာစူးစမ်းပေးထားတဲ့ဇာတို့ပတ်တီးတွေမူကွက်တွေထွက်အောင်နော်အဖွဲ့ဝင်ကျမတဲ့မိသားစုတွေဆိုလို့ရှိရင်လည်းမဝေဖုန်းနံပါတ်လေး3996934959မှာအဖွဲ့ဝင်လို့ရတယ်လူကောင်းနေဆိုရင်တော့ဝင်နေကြဆိုတော့သိတယ်လူသစ်တွေကသိမှာမဟုတ်ဘူးဒါအကောက်သစ်ဆိုတော့တင်နေတဲ့အတွက်ကြောင့်เนาะအကောက်ဟောင်းဆိုလို့ရှိရင်တော့မဝေမိသားစုတွေအကုန်သိကြတယ်မဝေအကောင်းဆုံးလေးတွေစူးစမ်းပေးတယ်ဆိုတာเนาะအဲ့လိုမျိုးလေးပဲတက်နိုင်ဆုံးအကောင်းဆုံးတော့စူးစမ်းပေးထားတယ်ကြိုက်နှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကစားမယ်ကြိုက်နှစ်သက်မှာကစားပါမကြိုက်နှစ်သက်ရင်မကစားနဲ့မဝေမိသားစုတွေဘောကိုမဝေအမြဲတမ်းပြောတယ်ကြိုက်နှစ်သက်တဲ့မိသားစုတွေကစားမကြိုက်နှစ်သက်ရင်မကစားနဲ့ကဲမဝေတပတ်စာချုပ်ကလေးပြောပြီးမယ်တပတ်စာချုပ်ကလေးမှာမဝေမိသားစုတွေကြိုက်တယ်ဆိုလို့ရှိရင်ကစားเนาะတပတ်စာချုပ်ကလေးဆိုလို့ရှိရင်မဝေမိသားစုတွေเนาะတနင်္လာနေ့ရပြီးတော့တောက်ကြနေအထိကိုမပြောင်းမဲ့ဗရိတ်သည်3ညနဲ့10ဗရိတ်เนาะဗရိတ်တစ်ခုပဲဖမ်းတော့မယ်တဲလေးလို့เนาะနှစ်ခုမဖမ်းတော့ဘူးမပြောင်းဗရိတ်သည်3ညနဲ့10ဗရိတ်ပါမဝေမိသားစုတွေကြိုက်နှစ်သက်တဲ့မိသားစုတွေကစားပါเนาะမပြောင်းဗရိတ်သည်3ညနဲ့10ဗရိတ်เนาะမပြောက်ကနန်းသည်တပတ်လုံးမှာတနင်္လာနေ့ရပြီးတော့တောက်ကြနေတီကိုခွေထိုးမယ်အပူးလေးပါထည့်ကစားမယ်မပြောက်ကနန်းသည်4-6ခွန်ဆိုရက်เนาะအခွေလေး4-6ခွန်4လုံးအခွေကိုမဝေတို့ခွေထိုးရင်6ကွက်ပဲထွက်မယ်အပူးသည်2ဘူး4ဘူး6ဘူးခွန်ဘူးเนาะအပူးလေးပါထည့်ပြီးတော့ကစားမယ်တပတ်လုံးတနင်္လာနေ့ရတောက်ကြနေတီမပြောက်ဘူးထင်တဲ့ကနန်းလေး4လုံးကိုမဝေလာထုတ်ပေးတာအပတ်တိုင်းတော့ပုံမှန်ထွက်တယ်เนาะဒယ်လီ4လုံးပြီးပါအခွေသည်ခွေထွက်တာများတယ်သိရเนาะတပတ်လုံးစာဟာเนาะအဲ့ဒါဆိုရင်မဝေနေတိုက်ကလေးတွေခေါ်ပေးမယ်နေတိုက်ကလေးတွေကိုမဝေမိသားစုတွေကเนาะကြားတဲ့ကနန်းလေးတွေကြိုက်တယ်ဆိုလို့ရှိရင်ကစားပါเนาะ23ရက်3လ2026တနင်္လာနေ့နေကုံစာလေးမှာပတ်ကမဲ့ပတ်သီးသည်3ပတ်သည်6ပတ်သည်3ကိုကြိုက်ရင်3ကိုကစားမယ်6ကိုကြိုက်ရင်6ကိုကစားမယ်ကိုစောမကနန်းထဲမှာ3ပတ်တော့ကနန်း6ပတ်တော့ကနန်းဆိုရင်အားကောင်းတဲ့နေကုံကစားပါမဝေမိသားစုတွေเนาะမိန်ကွက်သည်3နဲ့ဆိုလို့ရှိရင်30 39 38 35 3နဲ့ဆိုရင်30 35 38 39နော်9နဲ့ဆိုရင်9 2 9 4 9 5 9ခွန်နော်9နဲ့ဆိုရင်9 2 9 4 9 5 9ခွန်တကွက်ကောင်းမပြောခင်3လုံးအပြီးပါအခွေလေးကိုပြောပြီးမယ်3လုံးအပြီးပါအခွေလေးသည်3ည2 8 3ည28ကိုမဝေတို့အခွေထိုးမယ်ဆိုရင်3ည2 3ည8 28ဆိုတဲ့ကဏ္ဍလေး3ကွက်ပဲရမယ်3လုံးအပြီးပါအခွေထဲမှာလည်းအပူးလေးပါထည့်ကစားမယ်3ညဘူး2ဘူး8ဘူးနော်တကွက်ကောင်းမပြောခင်ရှယ်မှုရှယ်အားကူညီမယ်တို့တူရီ3နဲ့တက်ဆိုင်တဲ့ group မှာ share မယ်အများတွေ့မဲ့နေရာလေးမှာ share ပေးမယ်ကိုတဦးတယောက်တော့ကိုမကြည့်ဘဲနဲ့အများတော့ကိုကြည့်ပြီး share ခိုင်းတာနော်အများပေါက်ရင်ကိုလည်းပေါက်မယ်ကိုအများမပေါက်ရင်ကိုလည်းမပေါက်ဘူးဆိုတဲ့အတွေးလေးတွေးပြီးတော့ share ခိုင်းတာမျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေမယ် share လို့ရမယ့်နေရာလေးတွေမှာ share ပေးမယ်တကွက်ကောင်းကြိုက်တဲ့ညီကိုနှမတွေ30ခွန်တကွက်ကောင်းနေကုံစာ
နော်3ခွန်ခွန်3အာထိုးပါနှလုံးဒီဆိုတော့အာထိုးမှအဆင်ပြေမှာနော်3ခွန်ခွန်3အာထိုးပါမဝေမိသားစုတွေကဲချိုင်းနဲ့တက်တဲ့မိသားစုတွေမဝေလိုက်ရှိုးလေးကိုဗီဒီယိုဖိုင်လေးကိုတွေ့ပြီးဆိုတာနဲ့လိုက်ရင်စခါပါလေးနှိပ်ထားမှာအသေးလေးတွေမများပြီးမှလက်မလေးတွေနှိပ်မယ်နော်အကောက်ကလေးက channel လေးဒီအသစ်ဖြစ်တဲ့အတွက်မဝေမိသားစုတွေလိုက်ရင်စခါပါလေးနှိပ်ထားမှာမဝေတင်တဲ့ဗီဒီယိုဖိုင်တွေကိုနှိပ်တိုင်းတွေ့မှာနော်ကဲအဲ့ဆိုမဝေမိသားစုတဦးတယောက်ချင်းစီတိုင်းအားလုံးကိုချစ်ပါတယ်ကံကောင်းခြင်းတွေတနင်္လာနေ့အဖွင့်နေ့လေးမှာရကြပါသည်အားလုံးကိုချစ်ပါတယ်ဘိုင်းဘိုင်းပါရှင်